အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ရှေ့ဗီဒီယိုလေးမှာပြည်နယ်တရားပေါင်းဆက်ခြင်းအပိုင်း3သင်ခန်းစာအလေးကိုလေ့လာပြီးသွားပြီဖြစ်တဲ့အတွက်အခုဆက်လက်ပြီးပြည်နယ်တရားပေါင်းဆက်ခြင်းအပိုင်းလေးဖြစ်တဲ့နောက်ဆုံးသင်ခန်းစာလေးကိုပြောပြပေးသွားမှာဖြစ်ပါသင်ခန်းစာလေးကိုစတင်လေ့လာကြရအောင်ကျွန်တော်တို့ဒီဘက်ကပြည်နယ်ဒီဘက်ကတရားနဲ့ကိုတစ်လုံးချင်းပေါင်းသွားမှာဖြစ်ပါတယ်ပေါ့ဆုံးကနေရန်နဲ့စပေါင်းမှာဖြစ်ပါတယ်ပေါ်ရန်ပြန်ပေါ်ရန်ပြန်မောရန်မြန်တေရန်ទៀងထေရန်ထៀងနေရန်ញៀងလေရန်លៀងជីရန်ကျန်ချီရန်ချန်ရှီရန်ရှန်နောက်ထပ်ယန်နဲ့စပ်ပေါင်းမှာဖြစ်ပါတယ်နေရန်ញៀងလေရန်လျံကြည်ရန်ကျန်ချီရန်ချန်ရှီရန်ရှန်နောက်ထပ်ယုံနဲ့စပ်ပေါင်းမယ်ကြည်ယုံကျုံချီယုံချုံရှီယုံရှုံနောက်ထပ်ဝါနဲ့စပ်ပေါင်းမယ်ကဲဝါခွာခဲဝါခွာခဲဝါခွာနောက်ထပ်ဝနဲ့စပ်ပေါင်းမယ်တေဝတောထေဝထောနေဝနောလေဝလောကေဝကောခေဝခောခေဝခောနောက်ထပ်ဝိုင်းနဲ့စပ်ပေါင်းမှာဖြစ်ပါတယ်ကေဝိုင်းခွိုင်းခေဝိုင်းခွိုင်းခေဝိုင်းခွိုင်းone နဲ့စပ်ပေါင်းမှာဖြစ်ပါတယ်တေone tuan ထေ one tuan နေ one nuan လေ one luan ကေ one quan ခေ one quan ခေ one quan နောက်ထပ် one နဲ့စပ်ပေါင်းမှာဖြစ်ပါတယ်ကေ one quang ခေ one quang ခေ one quang နောက်ထပ်yuan နဲ့စပ်ပေါင်းမှာဖြစ်ပါတယ်ကြည် yuan ကျွမ်းချီ yuan ချွမ်းရှီ yuan ရွှမ်းယန်ယန်ယုံမှာဘက်ကပြည်နဲ့ပေါင်းထားတာမရှိပါဘူးဝါနဲ့စပ်ပေါင်းပါမယ်ဇဝါဇွာချဝါချွာရှဝါရွှာရေဝါရွာဝနဲ့စပ်ပေါင်းမယ်知我做，吃我错，是我说，日我若，自我做，吃我错，是我说。Y နဲ့စပ်ပေါင်းမယ်知 Y 拽，吃 Y 踹，是 Y 摔。1နဲ့စပ်ပေါင်းပါမယ်知 one 转。吃完穿，吃完穿，日完软，自完转，吃完穿，四完酸，一完圆。နောက်ထပ်ဝန်းနဲ့စပ်ပေါင်းမယ်知完装，吃完穿，吃完酸。yuan နဲ့ကပေါင်းထားတာမရှိပါဘူးကဲခုလောက်ဆိုရင် b နဲ့တရားပေါင်းဆက်ခြင်းသင်ခန်းစာပိုင်းလေးကိုနားလည်သဘောပေါက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုလေးတွေမှာ b နဲ့တရားပေါင်းဆက်ပြီးထွက်ပေါ်လာတဲ့အတန်တွက်တွေကိုစုံတယောက်လို့ခေါ်တဲ့အတန်လေး